ငါ့ထင်ငါနဲ့ညှိမယ်ဆိုတဲ့မှုကိုတေချာပေါ့လက်ဆွဲကင်ထားတဲ့မစ်စီခုဖပဲဖြစ်ပါတယ်။ရန်ရှယ်ရင်တကားလုံးကိုစီစဉ်ပေါင်း16000ကိုကြည့်ခဲ့တာကတကယ်ကတော့လေရှယ်တန်ကြောင့်မဟုတ်ဘဲနဲ့မစ်စီကြောင့်ကြည့်ခဲ့လို့ပဲပြောရမှာလူဆိုတာရှယ်တန်လိုမျိုး100%ညံကောင်းပြီးတော့မွေးလာမယ်လေသူမျိုးဆိုမရှိဘူးကွာကိုရဲ့ဘဝချင်းတွေပေါ့မစီတို့မိမလို့တာမန်လူရန်စားဘဝမှာပဲရက်တက်နေတယ်သူတွေကွာအရင်ညက်နေတာဆိုမဟုတ်ပြန်ဘူးရိုင်းတော်နေတာဆိုမဟုတ်ပြန်တာမန်ဘဝလေးမှာပဲရက်တက်နေတဲ့အခါကျတော့ဒီတာမန်ဘဝကိုဘယ်လိုမျိုးကြော်ဖြတ်ကြမလဲဘယ်လိုမျိုးအရွက်တိုက်ပြီးတော့ဘယ်လိုမျိုးကြိုးတင်းတင်းနဲ့ဘဝကြီးကိုရှစ်ဆက်ကြမယ်ဆိုတဲ့ဟာမျိုးပြခဲ့တာမစီပဲကွာဒီလောကလုံးသူ့ရဲ့အိမ်လုံးကလူတွေကသူ့ဘက်မှာမရှိနေနေတယ်သူကဒီနေရာမှာအခွင့်ကောင်းယူပြီးတော့သူ့ဘဝကိုသူကြောင်းတယ်သူလုပ်ချင်တာလုပ်တယ်သူပြောနေထင်တာလုပ်တယ်အိမ်ဟာအလုံးတော့မှန်နေရမဟုတ်ပေမဲ့သူ့ဘဝကြီးအတိတ်ပဲရှိခဲ့ပြီးတော့သူပျော်ရွှင်ခဲ့ရတယ်ဆိုတာတွေ့ရတယ်ပြီးတော့သူ့ရဲ့အဲ့ဆက်ကျဲဆိုတာဒီလန်ငါနဲ့ထင်ငါနဲ့ညီဆိုတဲ့မိုးကလည်းအရန်ကိုမိုက် Eyes on your own papers. I'm not cheating. Well, that's not what it looks like. I guess you would know what cheating looks like. Ask your husband.